ဒီလိုအချက်တွေကြောင့်နိုင်ငံကျော်ဝင်းမုံရွှေကိုကြော်တက်ပြီးအကယ်ဒမီဆုကြီးရရှိခဲ့တဲ့ရတနာဘုံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မောင်မီဗီယာနဲ့တနိုင်ငံလုံးရဲ့အချက်တွေကိုသိမ့်ပိုက်သွားသလိုအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုပါသိမ့်ပိုက်သွားခဲ့ရကမင်းသမီးလေးရတနာဘုံပါ။အကယ်ဒမီရနိုင်မယ်လို့မဝင်မရဲမြောင်မှန်းခဲ့ရတဲ့အခြေအနေကနေထိတ်တန်းမင်းသမီးဝင်းမုံရွှေကိုပါကြော်တက်ပြီးတော့အကယ်ဒမီဆုရခဲ့ရကအခုလိုအချက်တွေအကြောင်းပါအဓိကပြောရမယ်ဆိုရင်တော့ဒီနေ့ကမျက်နှာလိုက်မှုတွေမရှိပဲစစ်မှန်တဲ့အနုပညာရှင်ကြီးတွေကိုပွဲထုတ်ပြီးတော့အကယ်ဒမီပေးခဲ့ရကြောင်းရတနာဘိုအတွက်ဝမ်းသာခဲ့ရတာပါရတနာဘိုကရုပ်ရှင်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်အကယ်ဒမီနဲ့တခါမှမနှီးစပ်ခဲ့တာလည်းအားလုံးအသိပါတာမန်ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာနာမည်ရခဲ့ပြီးတော့အကယ်ဒမီမင်းသမီးဘဝကိုတခါမှမတွေ့ခဲ့ဘူးပါဘူးဒါပေမဲ့ရတနာဘိုကကိုလုံးဆရာရှိတဲ့အလုပ်တွေကိုဆက်လုပ်ပြီးတော့ရုပ်သံဇာတ်လမ်းတွဲဖြစ်စေရုပ်ရှင်ဇာတ်ကားကြီးဖြစ်စေဘယ်လိုနေရာမျိုးမှမဆိုကိုယ့်ရဲ့ဇာတ်ကောင်ကိုအကောင်းဆုံးသရုပ်ဆောင်ဖော်ခဲ့တာပါတနိုင်ငံလုံးကသူချစ်ခင်အဖြစ်စိတ်ထဲဆွဲနေခဲ့တဲ့ခရီတာကိုလုံးဝစန့်ကျင်ဘက်နေနဲ့ပြောင်းပြန်လှန်ပစ်ခဲ့ပြီးတော့မောင်မီပရားလီလီအဖြစ်နဲ့အံ့ဩသွားစေခဲ့ပါတယ်။ပြည်တစားဇာတ်ကားကြီးပါလို့ပေါ်ပေါ်တန်တဲ့သဘောထားလို့မရပဲရတနာဘိုရဲ့တရုပ်ဆောင်ချက်တွေနဲ့အကောင်းစားဇာတ်ညွှန်းကရုပ်ရှင်ကားကြီးအဖြစ်ပရိသတ်ရင်ထဲကိုရောက်ရှိလာခဲ့ပါတယ်။နမူနာဇောဝင်ခံတွေမှာမောင်မီပရားလီလီရဲ့ပုံစံကိုကြည့်ရှုရပြီးကြတဲ့ကဒီနှစ်အကယ်ဒမီကရတနာဘိုအတွက်ပါလို့အကယ်ဒမီရင်ခုန်တန်တွေမြိုင်ဆိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့လေတစ်ဖက်မှာဝိုင်းရင်မင်းသမီးကြီးတွေဖြစ်တဲ့ဝင်းမုံရွှေကြီးဖွေးဖွေးနဲ့ခင်ဝင်းဝါတို့အပြိုင်ဖြစ်နေတဲ့အင်မတန်ပွဲကျက်တဲ့အခြေအနေကနေရတနာဘိုကအကယ်ဒမီဆုကိုထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာပါ။စုမကြေညာခင်အချိန်ထိရတနာဘိုအတွက်ပရိသတ်တွေကစိတ်မအေးနိုင်ခဲ့ပါဘူး။ပို့ပြီးတော့ရင်ခုန်စရာကောင်းသွားတာကအကောင်းဆုံးပွဲတက်ဖက်ရှင်ဆုကိုရတနာဘိုကိုပေးလိုက်တဲ့အခါမှာအကယ်ဒမီဆုမရနိုင်တော့လို့ဖက်ရှင်ဆုကိုနှစ်သိမ့်ပေးလိုက်တာလားလို့စိတ်ပူခဲ့ရပါသေးတယ်။ဒါပေမဲ့ရတနာဘိုကတော့2025ခုနှစ်မှာလက်စွမ်းပြခဲ့ပြီးအကောင်းဆုံးဖက်ရှင်ဆုကိုရောအကောင်းဆုံးအမျိုးသမီးဇက်ဆောင်အကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုရောအားရပါရသိမ့်ပိုက်ရယူသွားခဲ့ပါတယ်။စည်ရင်မွေးတင်လုံးနဲ့မိသားစုကိုပြစ်ပယ်ခဲ့တဲ့သူချမ်းသာတဲ့ဘဝကိုရဖို့အထက်တန်းစားနဲ့ညာပြီးမောက်မီပရားဖြစ်ရမယ်လို့ရည်မှန်းချက်ကြီးခဲ့သူငွေတမျက်နှာရဲနဲ့အလွယ်လန်းကိုလိုက်ပြီးပြည့်တစားဖြစ်ခဲ့ရသူချစ်သူအတွက်အငှားမရအဖြစ်ကနေမိုက်မဲမှုတွေနဲ့ဘသူရဲ့မျက်နှာကိုမှမထောက်တော့ပဲလမ်းဆုံးအထိအမှားခဲ့တဲ့သူနောက်ဆုံးမိခင်ကြီးရဲ့အသက်ပေးမှုကြောင့်နောင်တအတိတရားတွေရပြီးသီလရှင်ဘဝနဲ့တရားအားထုတ်သွားခဲ့တဲ့သူပရိသတ်ကိုခံစားချက်အမျိုးမျိုးအဖုံဖုံပေးစွမ်းနိုင်တဲ့လီလီဆိုတဲ့မိန်းကလေးဖြစ်ရတနာဘိုကမောင်မီပရားမှာအကောင်းဆုံးသရုပ်ဆောင်သွားခဲ့ရပဲဖြစ်ပါတယ်။နောက်ခံအတိုင်းဝိုင်းမကြီးမားပေမဲ့ရည်မှန်းချက်ကြီးမားပြီးတော့အမြဲတမ်းစ조사ခဲ့ရမှုတွေကရတနာဘိုအတွက်ထိုက်တန်တဲ့အကယ်ဒမီဆုကြီးကိုရရှိပိုင်ဆိုင်စေခဲ့တာဆိုရင်လည်းမမှားပါဘူးနော်။ထိတ်တန်းမင်းသမီးတွေအပြိုင်ကျဲကြတဲ့နှစ်ဖြစ်ပေမဲ့ရတနာဘိုကအားလုံးကိုကြော်တက်ပြီးအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ထိုက်တန်တဲ့ဆုကိုရရှိသွားခဲ့တဲ့ရတနာဘိုရဲ့ပထမဆုံးသောအကယ်ဒမီဆုကြီးအတွက်ပရိသတ်ကြီးတို့ရောဝမ်းသာကျေနပ်ကြရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။